ဒါကော်လီနဲ့လင်း1007နဲ့တွဲထားရဆိုနေတာနော်ဂန်းရင်ကဘေးနားမှာကပရိန်တို့ကတ်လိုက်လာတယ်โอเคရသေးတယ်ကော်လီပတ်စကေးကိုဒါစတင်ကြတယ်ကော်လီနောက်စကန်ကေးရတော့ဒါ KSC ဆိုကစကန်ကောင်းတဲ့သားကြီးပေါ့ဒီလိုလုပ်ပြီးမှပို့ပြီးလက်တံပြောင်းနေတဲ့ body ကိုလည်းတွေ့ရှိဟုတ်ပါပြီရှင် KPO ကြည့်မယ်ဆိုရင်3K ရထားတဲ့အနေထား okay 3K ရထားတဲ့အနေထားကိုတွေ့ရပါရှင် player 2ယောက်ကျန်သေးတဲ့အနေထားပါ 9K black 2K ရထားတဲ့ player 2ယောက်ဆိုတော့ဒီလောက်ပါရှင်မှာပြီးကြောင်းနေတော့ okay Cynthia ဘေးနားမှာ24ရှိတယ်11သူ player နော့နေတာသူစေ့ကျင်တယ်တစ်ဖက်ကပန်းတိကျွေးတော့မှာမသိတော့က 1K ရထားပါတယ်ရှင်KSC ဆိုတဲ့ 2K ရထားပြီးမောင်တော်နဲ့တူတူ2ယောက်ဖြစ်နေတဲ့အနေထားကိုတွေ့ရပါသူကတရားနံပါတ်8ကကြာနေအဲ့မှာ2ကွက်အဲ့မှာ3ကွက်တယ် KSC ဟာကြက်ကြော်ဒါတော့ 2K ရထားတဲ့ဘယ်လိုဖြစ်ပါလဲရှင်ဒါဆို event တွေမှာတင်းနံပါတ်4ရဲ့8ရဲ့9ရဲ့50ရဲ့70ရဲ့22 24 26က 3K ရထားတဲ့ဆရာကြီးလည်းကျန်ပါသေးရဲ့ရှင်မဲသူတို့ကလေဂျူလိုလုံးပြီးအရန်ကောင်းမြနေကြတာနော်ဂျူလိုလုံးမှအရန်ကောင်းနေဟုတ်တိုင်းနေထူးနိုင်တော့ကိုတော်တွက်လက်နေလို့ပဲဗာမိုးချုံမှလိုင်းကောင်းတာလားမိုးချုံမှလိုင်းကောင်းတာလားဂျူလိုလုံးပြီးလို့သွေးကြွသွားတာလားမသိကြည့်ရတဲ့နေတာတစ်ဖက်မှာတင်းနံပါတ်8ကစိတ်ရကြီးဝင်ထလာတော့ကျန်းတဲ့ဆိုတာထားရတော့ကျန်းကျင်အဲ့လိုမျိုးကြည့်တာ 3K တွေ 4K နဲ့ okay ဒါဆိုတော့တင်းနံပါတ်4မှာလည်း1007က 2K ရထားတဲ့အနေထားတစ်ယောက်သေးပဲကျန်တယ်သူ့ရဲ့နီးနားမှာတော့26ကကိုထွန်းလေးဆိုရဆရာကြီးကလည်းအန်ဖိုးကင်နာသူဘေးနားမှာလည်းခြေတန်းထပ်နေမှနေထားပါရှင်ပန်းသီးကြီးကျွေးနေပြီ66အောင်မင်္ဂလာပါရှင် okay ရွှေလီတို့နဲ့တွေ့တော့မှာရွှေလီတို့ပန်းသီးကြီးကျွေးထားတယ်တက်လာရင်တော့ရှော့ကန်းနဲ့ကင်ထားတယ်ဆိုတဲ့အနေထားမှာ